United တို့ကတော့အသင်းကိုပြင်ဆင်ဖို့အတွက်ဒီကစားသမား9ယောက်ကိုရောင်းထုတ်တော့မယ်။ United ပိုင်ရှင်စာချင်း Ratcliffe ကတော့လာမယ့်နွေရာသီမှာအသင်းကိုစ조사ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့အတွက်ပထမအသင်းကစားသမား9ယောက်ကိုရောင်းထုတ်ဖို့ညွှန်ကြားလိုက်ပါပြီ။လက်ရှိမှာ United က Premier League အဆင့်3နေရာမှာရပ်တည်နေပြီးတော့အဆင့်5နေရာက Liverpool အသင်းနဲ့6မှတ်ထိကွာဟနေရကြောင်းမလို့နောက်ရာသီချန်ပီယံလိဝင်ခွင့်ရဖို့အတွက်အခြေအနေကောင်းနေရပါ။ဒါကြောင့်လည်းပဲအသင်းရဲ့လူစင်းကိုပုံမတောင့်တင်းအောင်လုပ်ဖို့အတွက်မလိုအပ်တော့တဲ့ကစားသမားတွေကိုအမြန်ဆုံးရှင်းထုတ်ဖို့စီစဉ်လာတာဖြစ်ပါတယ်။အသင်းကနေပြီးတော့ရောင်းထုတ်ခံရမယ့်ကစားသမား9ယောက်ထဲမှာလက်ရှိကတခြားကလပ်တွေစီကိုအငှားချထားတဲ့ကစားသမား3ယောက်လည်းပါဝင်နေတာကိုတွေ့ရပါတယ်။အဲဒီကစားသမားတွေကတော့ဘာစီလိုနာမှာကစားနေတဲ့ Marcus Rashford, Transponsor မှာရှိနေတဲ့ Andre Onana နဲ့နာပိုလီမှာရောက်နေတဲ့ Hojlund တို့ပဲဖြစ်ပါတယ်။ဒီကစားသမား3ယောက်စလုံးကအခုရာသီမှာဥရောပမြေမှာခြေစွမ်းပြနေကြပြီးတော့ Rashford ဆိုလို့ရှိရင်ဘာစီလိုနာရဲ့အတူတူလာလီဂါအမှတ်ပေးဖလားကိုဦးဆောင်နေသလိုချန်ပီယံလိကွာတာဖိုင်နယ်အဆင့်ထိကိုရောက်ရှိနေတာပါ။ United အနေနဲ့ Rashford နဲ့ Hojlund တို့ကိုဘာစီလိုနာနဲ့နာပိုလီအသင်းတွေစီကိုအပိသက်ရောင်းချရင်ပြောင်းရွှေ့ခြေစုစုပေါင်း64သန်းလောက်ထိရရှိဖို့ကြိုးစားနေရပါ။တစ်ဖက်မှာလည်းပဲဂိုသမားအိုနာနာကိုရောင်းချရာမှာအရှုံးမပေါ်စေဖို့အတွက်အနည်းဆုံး19သန်းလောက်ရရှိဖို့လိုအပ်နေရလဲဖြစ်ပါသည်။ဒါ့အပြင်လက်ရှိအသင်းမှာပွဲထွက်ခွင့်နေပါနေတဲ့ဥကာဒီနဲ့ Joshua Zirkzee တို့ကလည်းနီးပြမိုက်ကယ်ကာရီရဲ့အစီအစဉ်မှာမပါဝင်တော့တာကြောင့်မလို့လာမယ့်နွေရာသီမှာ Old Trafford ကနေပြီးတော့ထွက်ခွာရဖို့များနေပါတယ်။ဒီကစားသမား9ယောက်ပြင်နောက်ထပ်အသင်းကနေပြီးတော့စာချုပ်တက်တန်းကုန်လို့အလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာရမယ့်သူတွေလည်းရှိနေပါတယ်။ Casemiro, Sancho နဲ့ Malacia တို့ကအသင်းကနေအလွတ်နဲ့ထွက်ခွာကြမှာဖြစ်လို့သူတို့ရဲ့လစာငွေတွေကိုရှော့ချနိုင်မှာဖြစ်ပြီးတော့အဲဒီငွေတွေကိုအသင်းအတွက်လိုအပ်တဲ့နေရာတွေမှာပြန်လည်ရင်းနှီးမြှုပ်နှံသွားမှာလည်းဖြစ်ပါတယ်။စာချင်း Ratcliffe ရဲ့အဲ့လိုမျိုးပြတ်သားတဲ့ဆုံးဖြတ်ချက်တွေက United ကိုအရင်လိုမျိုးချန်ပီယံစုအတွက်တိုက်ပွဲဝင်နိုင်တဲ့အသင်းတစ်သေးဖြစ်အောင်လို့ပြောင်းလဲပေးနိုင်မလားဆိုတာကတော့ရင်ခုန်စရာပါပဲ။ United ရဲ့အခုလိုမျိုးကစားသမားအင်အားလျှော့ချပြီးတော့အသစ်ပြန်လဲတီဆောက်မဲ့အစီအစဉ်ကတကယ်ကိုရဲရဲနဲ့ခြေလမ်းတစ်ခုလို့ပြောရမှာပါ။အရင်ကတော့အသင်းမှာနာမည်ကြီးကစားသမားတွေကိုပဲစုဆောင်းခဲ့ပေမဲ့အောင်မြင်မှုနဲ့ဝေးကွာနေခဲ့တာအားလုံးလည်းအသိပါပဲ။အခုစာချင်း Ratcliffe ရောက်လာပြီးတဲ့နောက်မှာတော့အသင်းရဲ့စီးကမ်းပိုင်းနဲ့ဘန်နာရေးပိုင်းကိုပြန်လဲထိန်းကြီးဖို့အတွက် Rashford တို့လိုအမာခံကစားသမားတွေကိုတောင်မှရောင်းထုတ်ဖို့အတွက်ဝင်မလေးတော့တာကအသင်းရဲ့အကျိုးစီးပွားကိုရှေ့တန်းတင်လိုက်တာပဲဖြစ်ပါတယ်။ဒီလိုမျိုးအကြီးစားပြုပြင်ပြောင်းလဲမှုတွေလုပ်လိုက်ခြင်းအားဖြင့် United ကအရင်လိုမျိုးနာမည်ကြီးတွေစုဝေးရနေရမဟုတ်တော့ပဲစနေတကြတဲ့စုဖွဲ့အားကောင်းတဲ့အသင်းတစ်သင်းဖြစ်လာဖို့အတွက်အခွင့်အရေးရှိသွားပါပြီ။ဒါ United ပရိသတ်တွေမျှော်လင့်နေကြတဲ့ချန်ပီယံစုအတွက်တိုက်ပွဲဝင်နိုင်မဲ့အသင်းတစ်သင်းဖြစ်လာဖို့အကောင်းဆုံးအစပြုခြင်းပဲဖြစ်ပါသည်